မင်္ဂလာပါရှင်မိမိရဲ့သဘာစိုက်ပျိုးတဲ့လယ်ယာမြေဒါမှမဟုတ်ရိုးရိုးရာမြေပေါ်မှာသီးနှံပြောင်းလဲစိုက်ပျိုးဖို့အတွက်ခွင့်ပြုမိတ်လျှောက်ထားပုံအစဉ်စဉ်ကိုသိပါသလားရှင်ဒီဗီဒီယိုလေးမှာပြောပြသွားမှာဖြစ်ပါတယ်ဟာဦးလေးဘယ်ကပြန်လာလဲဗျ။အားမြေမှာဒွေးနဲ့ကျပေါက်သီးဆိုင်လို့လုံနေတာ။ဟိုနှစ်ပိုင်းဒီမှာဒွေးနဲ့ကျပေါက်တွေဈေးကောင်းပြီးအဝယ်လိုက်လို့လေ ကျမတို့လှက်ထားတဲ့မြေတွေမှာလည်းစိုက်ချင်လိုက်တာရှင်ကျမတို့ကလေယာမြေတွေဆိုတော့စပားမဆိုင်တဲ့အချိန်မှာတခြားသီးနှံပြောင်းဆိုင်မယ်ဆိုရင်ခွင့်ပြုချက်လိုသေးလားဦးလေးဟုတ်တယ်နော်ဦးလေးကလေစီဖွဲ့ဝင်ဆိုတော့ကျွန်တော်တို့ကိုပြောပြပေးပါဦး ။ဘာတို့ဒွေးကျပေါက်တို့လိုနှိမ့်ချေပင်တွေပြောင်းဆိုင်ပြိုးခြင်းလေယာမြေကိုမူလသီးနှံအမျိုးအစားမှာနှိမ့်ချေပင်အမျိုးအစားဆိုပြောင်းလဲစိုက်ပျိုးခွင့်ရှောက်မယ်ကွာ။ရှောက်တဲ့နေရာမှာစပားဆိုင်တဲ့လေမြေမှာသီးနှံပြောင်းလဲစိုက်ပျိုးခြင်းနဲ့လေမြေမဟုတ်သောမြေမှာသီးနှံပြောင်းလဲစိုက်ပျိုးခြင်းဆိုပြီးတော့နှစ်မျိုးရှိတယ်။လေယာမြေပေါ်မှာစပားမဆိုင်ပြင်မဲ့လေတခြားသီးနှံစိုက်တာပဲဟုတ်ဘာလို့ခွင့်ပြုချက်ထပ်လို့တာလဲဦးလေးရဲ့ဟုတ်ကျွန်တော်မသိလို့မေးကြည့်တာပါ။ငါတို့မြန်မာနိုင်ငံကစံစပားကိုအဓိကစားသုံးတဲ့နိုင်ငံဆိုတော့စံစပားစိုက်ပျိုးတဲ့လေယာမြေတွေမလျော့သွားဖို့စီစစ်နိုင်အောင်ရှောက်ခိုင်းရတာကွာ။အော်အဲ့လိုလားဒါဆိုသီးနှံပြောင်းလဲစိုက်ချင်ဘယ်လိုရှောက်ရမှာလဲကျွန်တော်ပြောပြပေးပါဦး။စပားစိုက်တဲ့လေမြေမဟုတ်တဲ့ရိုးမြေမှာသီးနှံပြောင်းလဲစိုက်ပျိုးမယ်ဆိုဒီလိုကွာမိမိရဲ့မြေမှာမူလရာသီသီးနှံစာနှစ်ရှည်ပင်အမျိုးအစားပြောင်းလဲစိုက်ပျိုးခွင့်ပြုဖို့မြို့နယ်လေယာမြေစီမံခန့်ခွဲရေးနဲ့စင်းအင်းဦးစီးဌာနကိုတွားရောက်လျှောက်ထားရမယ်။လျှောက်ထားချက်ကိုနှစ်ရှည်ပင်အမျိုးအစားသို့ပြောင်းလဲစိုက်ပျိုးခွင့်လုပ်ငန်းတွဲစာအဖြစ်ဌာနကဖွင့်လှစ်ပေးလိမ့်မယ်။နောက်ပြီးတော့ဒီအချက်တွေကိုစစ်ဆေးလိမ့်မယ်။လျှောက်ထားသူနဲ့ပတ်သက်တဲ့အကြောင်းအရာလျှောက်ထားမြေရဲ့ဥပိုင်လိုက်မြေကြီးနဲ့မြေမျိုးစားလက်ရှိမြေတန်းစားနဲ့ရေရရှိနိုင်မှုအခြေအနေလက်ရှိစိုက်ပျိုးရတဲ့သီးနှံအမည်ပြောင်းလဲစိုက်ပျိုးမဲ့သီးနှံအမည်နဲ့ဖြစ်ထွန်းအောင်မြင်နိုင်မှုအခြေအနေသီးနှံပြောင်းလဲစိုက်ပျိုးရတဲ့အကြောင်းရင်းလောက်ကင်ဆောင်ရွက်မှုအခြေအနေအခြားမြေရှိအခြားစီးပွားရေးလုပ်ငန်းအခြေအနေရက်ကွက်ဒါမှမဟုတ်ကျေးရွာအုပ်စုလေယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့စီစစ်ထောက်ခံချက်စတာတွေဖြစ်တယ်။အဲ့ဒါတွေစစ်ဆေးပြီးရင်မူလရာသီသီးနှံအမျိုးအစားမှနှစ်ရှည်ပင်အမျိုးအစားသို့ပြောင်းလဲစိုက်ပျိုးခွင့်လျှောက်ထားချက်ကိုသဘောထားမှတ်ချက်ပါလုပ်ငန်းတွဲစာအဖြစ်မြို့နယ်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ကိုတင်ပြရတယ်။မြို့နယ်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ကတင်ပြချက်ကိုလက်ခံရရှိပြီးရင်လုပ်ငန်းတွဲစာကိုထပ်မံစစ်ဆေးပြီးသဘောထားမှတ်ချက်တွေနဲ့အတူခရိုင်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ကတဆင့်နေပြီးတော့ကောင်းစီသို့မဟုတ်တိုင်းဒေသကြီးသို့မဟုတ်ပြည်내လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ကတင်ပြလာတဲ့အချက်တွေကိုစစ်စစ်လိုက်မယ်ခွင့်ပြုတယ်ဆိုရင်တည်နှံပြောင်းလဲစိုက်ပျိုးခြင်းအတွက်ခွင့်ပြုမိတ်ပုံစံ73ရပြီကွာဟုတ်ကဲ့သဘောပေါက်ပါပြီဦးလေးဟိုပုံစံ9လျှောက်တဲ့ပုံစံနဲ့ခက်ဆင်ဆင်ပဲနော်ကျမတို့လိုစပားစိုက်တဲ့လယ်မြေပေါ်မှာနှစ်ရှည်ပင်စိုက်ချင်ရဘယ်လိုလုပ်ရမှာလဲဦးလေးတော်တော်ကွာခြားလားမသိဘူးအစ်စ်တွေကတော့တော်တော်များများအတူတူပါပဲစပားစိုက်ပျိုးတဲ့လယ်မြေပေါ်မှာတည်နှံပြောင်းလဲစိုက်ပျိုးဖို့ရှောက်ထားရင်တော့လုပ်ငန်းတွဲစာကိုနေပြီးတော့ကောင်းစီဒါမှမဟုတ်တိုင်းဒေသကြီးဒါမှမဟုတ်ပြည်내လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ကသဘောထားမှတ်ချက်နဲ့အတူဘိုးလေယာမြေစီမံခန့်ခွဲမှုအဖွဲ့ကိုဆက်လက်တင်ပြရမှာတင်ပြချက်ကိုဘိုးလေယာမြေစီမံခန့်ခွဲမှုအဖွဲ့ကရရှိပြီးစပားစိုက်ပျိုးမြေလယ်မြေဖြစ်တဲ့အတွက်နိုင်ငံတော်ရဲ့အဓိကစားသုံးမှုဖြစ်တဲ့စံစပားကိုထိခိုက်စေဖို့အချက်လက်တွေကိုစစ်ဆေးပြီးခွင့်ပြုတယ်ဆိုရင်ပုံစံ73ထုတ်ပေးလိမ့်မယ်ဒါဆိုရင်သီးနှံပြောင်းလဲစိုက်ပျိုးခြင်းခွင့်ပြုမိတ်ကိုလယ်မြေအတွက်လျှောက်ထားရင်ဗဟိုလေယာမြေစီမံခန့်ခွဲမှုအဖွဲ့ကထုတ်ပေးပြီးလယ်မြေမဟုတ်တဲ့မြေတွေအတွက်ကိုနေပြည်တော်ကောင်စီဒါမှမဟုတ်တိုင်းဒေသကြီးဒါမှမဟုတ်ပြည်내လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ကထုတ်ပေးမှာပေါ့နော်ဦးလေးဟုတ်ပါဗျာမြန်ရှောက်ပြီးမြန်သာဆက်လိုက်ကြတော့ဟေးဗီဒီယိုလေးကိုသဘောကျရဲဆိုရင် like နှိပ်ခဲ့ပေးပါနော်အကြံပြုစင်တာမေးမြန်းစင်တာရှိရင်လည်း comment မှာရေးပေးခဲ့လို့ရပါတယ်ဒီအကြောင်းကိုတခြားသူတွေပါသိနိုင်ဖို့အတွက်ဗီဒီယိုလေးကို share နိုင်ပါတယ်ရှင်